မြန်မာအိုင်ဒေါအစီအစဉ်မှာ presenter အဖြစ်ပါဝင်နေတဲ့အောင်ခန့်ပိုင်ဟာအင်္ဂလိပ်သချင်းအတန်ထွက်နဲ့ပတ်သက်ပြီးမှားယွင်းပြောဆိုခဲ့တဲ့အတွက်လက်ရှိမှာပရိသတ်များရဲ့ဝေဖန်မှုများ၏အင်္ဂလိပ်သချင်းအတန်ထွက်ကိုမှားယွင်းထုတ်ပြန်ပြောဆိုခဲ့ကြောင်းပရိသတ်များကထောက်ပြခဲ့ကြပါတယ်။အဆိုပါအဖြစ်အပျက်နှင့်ပတ်သက်ပြီးအောင်ခန့်ပိုင်ကအင်တာဗျူးတစ်ခုမှာသူ့အမှားများရှိပါကစီနီယာများအနေဖြင့်လက်ခုပ်တီးအားပေးခြင်းထက်မှန်ကန်စွာဝေဖန်ညွှန်ပြပေးတင်ကြောင်းပြောဆိုခဲ့ပါတယ်။ထို့သို့ပြုပြင်ပေးခြင်းကသာအရေးချင်းရှိပြီးအောင်မြင်သောလူတစ်ယောက်ဖြစ်လာနိုင်မည်ဟုသူကဆိုပါတယ်။အရင်ကမြန်မာအိုင်ဒေါပရဇင်တာတဦးဖြစ်ခဲ့သောကျော်ထက်အောင်ကလည်းရင်းဤလူမှုကွန်ရက် post တစ်ခုတွင်မိုက်တစ်လုံးကင်ပြီးအတန်ထွက်ပြောဆိုနိုင်ရုံနဲ့ professional မဖြစ်နိုင်ပါဟုဝေဖန်ရေးသားခဲ့ကြောင်းသိရပါတယ်။ထို့အပြင်မြန်မာအိုင်ဒေါကိုကမ္ဘာတဝန်းသိရှိလာအောင်ကြိုးပမ်းဆောင်ရွက်လိုသောရည်ရွယ်ချက်ဖြင့်ပါဝင်လာခြင်းဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။မြန်မာနိုင်ငံဂီတအစည်းအရုံးဥက္ကဋ္ဌကအောင်ခန့်ပိုင်ကိုဝန်ခံကတိထိုးခိုင်းပြီးပြင်းပြင်းထန်ထန်သတိပေးခဲ့ပါတယ်။မြန်မာနိုင်ငံဂီတအစည်းအရုံးဗဟိုဥက္ကဋ္ဌမှအောင်ခန့်ပိုင်အားခေါ်ယူတွေ့ဆုံကနောင်တွင်ယခုကဲ့သို့အဖြစ်အပျက်မျိုးထပ်မံမဖြစ်ပွားစေရန်နှင့်ပြည်သူကိုလေးစားဖို့ပြည်သူကိုချစ်ဖို့တို့မှသာအောင်မြင်တဲ့အမှုပညာရှင်တစ်ယောက်ဖြစ်လာမယ်လို့ပြောဆိုမှာကြားခဲ့ပြီးဝန်ခံကတိလက်မှတ်ရေးထိုးခိုင်းခဲ့ပါတယ်။ထို့အပြင်ဥက္ကဋ္ဌမှဂီတလောကသားများလိုက်နာရမည့်ကျင့်ဝတ်များနှင့်ပတ်သက်ပြီးအမှုပညာလောကတွင်မြမယူကျေးမှုနှင့်ကိုက်ညီအောင်နေထိုင်ကြဖို့ပြောဆိုမှာကြားခဲ့ပါတယ်။